သူနဲ့အကိတ်ဝင်းဆက်လက် ဩဘယ်အကိတ်ဝင်းဆက်လက်ပြောနေ ညီကိုပြောနေတာ ဟောမဟုတ်နောက်မှမြန်သူမဟုတ်ပါဘူးပေါ့ သူမဟုတ်ပါဘူးသူပြောနေမဟုတ်ပါဘူးဟုတ်ပါအမှန်တမ်းရွေးပြောနေညီမလေးကိုပြောမဟုတ်ပါဘူးအဲ့တော့အမကလည်းเนาะကျွန်တော်ထင်တာအရန်လန်ထွက်နော်ပြင်တာလေအရန်လန်ထွက် စပင်းလေးလန့်နေရဒီလိုလှန်ထားလေ အဲ့တော့ဟိုဟာထဲမှာတော့ကိတ်ဝင်းဆက်လက်ကတိုက်တင်းနဲ့တင်မောထဲမှာတော့ဒီတိုင်းပဲဒါပေမဲ့ဒီအကိတ်ဝင်းဆက်လက်ကတော့ပိုက်ကွန်တွေပါလာရင်နေတခါလေ ဟုတ်လေငါပဲဒီနေ့ကကေဝင်းစလက်ပဲသူကရေခဲတောင်ထဲမှာနေတာကြတော့အေးတော့နည်းနည်းကျုံသွားတာ ဟုတ်ငါဖမ်းမှု ငါပဲမို့တဲ့ပိုက်ကွန်တက်လာဟုတ်တယ်ကဲတကယ်ကိုရန်ကိုချုံမောလာပါနေကြဒါလည်းဒါဒီနေ့မလာခင်မှာပြင်ဆင်လာတဲ့အပိုင်းလေးပေါ့နော်ဟုတ်ကဲ့အဲ့တော့ပြီးခဲ့တဲ့အပတ်မှာဒီကဆယ်လီစတော်ကြီး၄ယောက်အားလုံးနော်ဩဇာဘယ်သူလဲဆိုတာကိုတကယ်ကိုအတိအကျဖော်ထုတ်နိုင်ခဲ့တဲ့အဲ့အတွက်လည်းဂုဏ်ယူပါတယ်ဘာပဲပြောဒါစုံတော့ကြိုကြီးဖြစ်လာပြီစကေးတက်လာပြီလို့ပြောလို့ရတယ်အဲ့ဒီရဲ့အစွမ်းအစတွေကိုဆက်ထိန်ပြီးတော့အခုကွာတာဖိုင်နယ်အဆင့်မှာရှင်ပြိုင်မဲ့မျက်နှာဖုံးရှင်တွေကိုဖော်ထုတ်ဖို့အတွက်ကဲဘာတွေပြင်ဆင်လာလဲဆိုတော့မပြောခင်မှာကျွန်တော်ဆယ်လီစတော်ကြီး၄ယောက်တော့သူတို့မေးထားတာရှိတယ် ဟဲ့လားဟာ အဲ့ဒါဘာလဲဆိုတော့သူတို့ဖះလည်းမသွားဘူးတဲ့ဘာလည်းမသွားဘူး ခရားရေ အဲ့ခံပွဲလည်းမသွားဘူး ဟောကျော်နောက်ပြီးတော့မွေးနေ့ပွဲလည်းမသွားဘူးတဲ့ တေးပြီနေ့ကိုထိတ်ကပ်ပေးထား ဒီရိုင်းနဲ့လည်းမစုံဘူးတဲ့ဆိုတော့အခုဒီဒီယာသွားပြီလေဒီဒီယာအဲ့ဒါလိုက်စုံသန်းတာဆိုတော့ သိပြီပေါ့နေ သူတို့သိအောင်ဘလို့တွေလောက်ကြမလဲဗောနော်အဲ့ဒီပြင်ဆင်မှုအပိုင်းလေးတွေကိုကဲမင်းမယ်အဲ့တော့အရင်ဆုံးညီလေးထွန်းတော့ ဟော ဒီတစ်ပတ်မှာသူတို့စုံစမ်းဖော်ထုတ်ဖို့အတွက်ဘာတွေပြင်ဆင်လာသလဲ ဒီမှာဟန်မြင်နေတာ ပြောမလို့လေအေးလေပြောမယ်ကြမှာဒီလေးထွန်းတော့ မဟုတ်သူစဉ်းစားလို့ရအောင်ဘာလို့ तू ကအများကြီးရွှီတော့မှာလေရွှီဖို့အတွက်အချိန်ပေးထားတာ ကိတ်ဝင်းဆက်လက်ကိုမတတ်နဲ့နော် မတ အေးကေဝင်းစလက်ကိုထိတ်ကပ်ပေးထားတယ် ဒီဘက်တော့မှန်းလာတယ်ကွယ်အဓိကစိတ်မှန်းတယ်ပေါ့စိတ်မှန်းတဲ့ဒီမတ်စင်ကာတွေကလူတွေပေါ့နော်အနုပညာရှင်တွေဆယ်လီတွေကဘယ်သူတွေဖြစ်မလဲဆိုတာသူတို့စိတ်မှန်းတဲ့ခန္ဓာကိုယ်အချိုးစားရောနောက်ပြီးတော့အလုံးထဲပေါ့နော်အဓိကအဲ့ဒါကိုမှန်း ခန္ဓာကိုယ်အချိုးသားနဲ့အလုံးထဲကိုစိတ်မှန်းနေမှန်းတယ် စိတ်မှန်းနဲ့မှန်းပြီးတော့မှကျွန်တော်တောက်မှန်းတာ ငါမျိုးကြောက်တယ်နော် စိတ်နဲ့ပဲမှန်းတာအဲ့စင်မောရမှတ်တတ်တယ်နော်နင်းလက်ခတ်ဒီမှာတတိထား အခုကျွန်တော်စီစဉ်ဝမ်းတော့အဲ့လိုပဲသင်ပေးထားတာ ဘလို့မမသိဘူးโอเคကျေးဇူးများတင်ပါတယ်အဲ့တော့တကယ်ချင်းဖြုတ်ဝေးစို့ဘာတွေပြင်ဆင်လာသလဲ ကိုရီးယားရှေ့မှာတော့မှန်ထားတာလေငါထင်တာနှစ်ပတ်သက်တိုက်တို့တွေမှန်တာလားမသိဘူး ဟုတ်တယ် ဟုတ်လားဟုတ်တယ်မလား နှစ်ပတ်ဆက်တိုင်းမှားတာများလား မတော်ပါဘူးမှန်တာလေ ဟုတ်တယ်မှန်သွားတယ်ဟုတ်တယ် မှန်တာဆိုတော့ဒီတစ်ခေါက်လေအဲ့ဒီမှန်နေတဲ့စံချိန်လေးကိုဆက်ပြီးထိန်းနေတယ်လေထိန်းရင်ဆိုဟိုသုံးဝက်သက်တိုက်အနိုင်လို့တော့တဲ့မှာအရာမင်းလိုပဲလေသုံးဝက်သက်တိုက်အနိုင်ပဲဖြစ်ရှင်တယ်ပြီးပြန်ပြီးတော့နားထောင်လာပြီပါညာနေတော့လှုပ်လာတယ် ဟုတ်ကဲ့ပါကဲကျေးဇူးများတင်ပါတယ်အမအောင်ရင်မေးမယ်ဘာလို့သူကရွှီမှာ ထားလိုက်ပါတော့ ရွှီဖို့အတွက်စဉ်းစားလို့ရအောင် နည်းနည်းကြာမယ်သူကရွှီတာအဲ့ဟုတ်ပြီ ကြာမယ်လာမယ် ကြမယ်အဲ့တော့အမဒီတစ်ပတ်မှာသူတို့စုံစမ်းဖော်ထုတ်ဖို့အတွက်အချိန်ရတဲ့အချိန်လေးမှာဘလို့တွေပြင်ဆင်လာသလဲပေါ့နော် ဘလို့အချိန်ရတဲ့အချိန်လဲရတယ်အချိန်ကြီး အချိန်ရတော့ဟုတ်ကဲ့ အချိန်ကြီးရန်လို့လို့အိမ်မှာတော့မနေဘူးကိုကအပြင်မှာထွက်ပြီးတော့တောက်လျှောက်စုံစမ်းတာတောက်လျှောက်ဒီအတွက်လေကိုယ့်ကိုဟိုဘယ်လိုခေါ်မလဲကိုရဲ့လူမွေးကိစ္စဒါအလုပ်ကိစ္စမှာတော့ကိုကဘာပဲပြောအရှိရဒီဟာတွေကိုလုံးဝစကေးကိုခုနပြောဆိုမကြောက်စံချိန်စကေးတွေကိုလုံးဝကိုထိန်းထားနိုင်ရမယ်ကိုကလုံးအိမ်မကိုမနေဘူးတော့ထောက်ဆောင်လက်လေးလာဟာအပြင်နေထွက်ပြီးတော့ဥမာတက်လာမလားဟာငါနောက်တစ်ပတ်ကျတော့ငါပြင်တန်းတော့ဖော်ထုတ်ရမှာဆိုအပြင်မှာတွေ့တဲ့မြယောက်ျားလေးတွေကွာအရင်မြင့်ထောင်းမောင်းထောက်ကြောက်အကုန်လိုက်ကြည့်လားအရင်ယောက်ျားကဘာကြည့်တယ်လဲမင်းအရင်တော့ဒီလိုမကြည့်ပါဘူးပေါ့အခုမှမင်းလိုက်ကြည့်မဟုတ်ဘူးငါဒီမှာငါလဲထုံလို့ပေါ့မှန်းနေတာဥမာလေဒီကောင်းလေးဆိုကဘယ်ထိသွားပြီးတော့လေ့လာတက်လားမော်ပြီးမွေးမြူရေးချန်တွေပါရောက်သွားတယ်လိုက်တာကြည့်အကုန်လိုက်ကြည့်တာအိမ်မှာကိုမနေဘူးအရန်နေပြင်ဆင်လာတယ် ဟိုမှာကျွန်တော်တို့နွားတို့တွေပဲဝယ်မလာဘူးလား ဝယ်လာတာပေါ့မလေးပါတယ်ကိုလည်းအားရှိအောင်တောက်ပါလေလေပြီးရင်မှပပိုင်တို့လည်းတိုက်မှာပေါ့ ဒါပေါ့အမဘာလို့အားရှိအောင်တောက်တာ ငါတို့ကဗာအသက်အရွယ်တစ်ခုရောက်လာ မလိုက် အားလို့ဖြစ်တာလေဟုတ်ပါတယ်လေကဲတော်ပြီးပြင်ဆင်လာတယ် ကျေးဇူးများတင်ပါတယ်လို့လက်ကုပ်တီးကြလေကဲအဲ့တော့ညီမလေး ကြာ ရွှီဘာလို့ညီမလေးပြောပါဦးဘာပြင်ဆင်လာလဲ အော်တမီးရဲ့ပြင်ဆင်မှုတွေတမီးရဲ့ရန်ဒီတစ်ခေါက်စူးစမ်းတာပေါ့နော်ဥမာဆိုလို့ရှိရင်ဒီပြစ်တိုင်းတောင်ဆိုလို့ရှိရင်ပေါ့သူမန္တလေးမြို့နဲ့အနီးတစ်ဝိုက်မှာရှိရလေတမီးမန္တလေးအထိတမီးသွားတာဆိုင်ကယ်တစ်စီးနဲ့ပတ်တာ ဟုတ်တယ်သွားခုတ်တယ် မဟုတ်ဘူးလေဆိုင်ကယ်မန္တလေးမှာ သွားတာ နင်ကဆိုင်ကယ်ကြီးချက်ပတ်တာ ဝူဆိုပြီးတမီးကိုယ်တိုင်မောင်းတာ ဆိုင်ကယ်ကိုနင်ကိုယ်တိုင်မောင်းတာ တမီးကိုယ်တိုင်မောင်းတာ နေမောင်နဲ့ဆိုင်ကယ်ပါဆိုင်ကယ်လေးတီးကျင်တယ် ခဏ
နင်ကိုယ်တိုင်ဆိုင်ကယ်ကိုမောင်းတာ သူ့ရက်နဲ့မိတဲ့ဆိုင် အဲ့ဒါပြော ဘာဆိုင်ကယ်ကိုမောင်းသွားတာလဲ ဟိုပေါ့ဆိုင်ကယ်တော့ဆိုင်ကယ်ပဲလေဆိုင်ကယ်ပေါ့ဆိုင်ကယ် ဘာဆိုင်ကယ်လေဘလို့ဆိုင်ကယ်ကိုနင်ကမောင်းသွားတာလေ ကလေးစီးဆိုင်ကယ် ကဲမနဲ့ပြောကြပါ အဲ့တော့ဘာပြောကွာတမီးဆိုင်ကယ်စီးရပေါ့ စီးရပါစီးရပါ ဆိုင်ကယ်စီးတမီးပတ်ပြီးတော့သွားဖျားကြီးတဲ့တမီးသွားတယ်ဘာလို့ဆိုသူပြစ်တိုင်းတောင်ဆိုဖျားတွေမှာရှိတယ် ဩအဲ မှန်တယ်တော်လိုက်တာ ဒါပေမဲ့သူဖះမသွားဘူးပြောတာလေ သူတို့ကဖျားမသွားဘူးလို့တော့ပြောတယ်ဒါပေမဲ့အဲ့ဒါသူတို့ကညာတာမဟုတ်ဘူးသူတို့ကလိမ့်တာ ဖျောင်းဇောင်းနဲ့ဇောင်းနဲ့ပေါ့လေ ဆောင်းတဲ့နေမှာကွာပြစ်တိုင်း ဘယ် တောင် မတက်ဘူးဗျာဆောင်းတဲ့ဒီပဲ တောင်းနေပြောတာ အကုသို့များတက်လို့မရဘူး ကလေးတွေကစားတဲ့ညီရုပ်တို့နွားရုပ်တို့လည်းရှိရလေအဲ့တော့အကုန်လုံးမစီတော့မစီခဲ့ဒါပေမဲ့သူတို့ရဲ့ပုံစံနဲ့လိုက်တဲ့ဟာလေးတမီးလိုက်ကြည့်တာပါလိုက်ကြည့်ခါကျတမီးမှာ sauce တွေရောတမီးရလာတယ် ဘာရ အဲ့ဒါရပြီဆိုတော့မှတမီးပြန်လာနော်ဒီတိုင်းပြန်မလာမဟုတ်ဘူး တော်သေးတယ်မပြန်လာလို့ရိုက်ရတာငါတို့ တမီးအကုန်လုံးကြောက်တင်ပုံးမှာစာတွေနဲ့ရေးပြီးတော့မှတမီးပြန်လာ ဩ ကြောက်တင်ပုံးတော့အိမ်မှာပါလာသေးရဲ့ ရွှီးပါမယ်လို့ပြောပါတယ် ညီမလေးဘာအကြောင်းမေးပြောနေလဲ ဟမ် ညီမလေးဘာအကြောင်းပြောနေလဲ အဲ့ဟိုကလေသူတို့ရဲ့အချက်လက်တွေကိုတမီးစာနဲ့ရေးပြီးမှတ်လာတာလို့ ဟောငါတို့ဓမ္မစင်ကအကြောင်းပြောနေတာမသိပါဘူးငါဘာပြောနေလဲ သူခီးထွက်တဲ့အကြောင်းလေးပြောနေတာ အေး ကဲဘာ